ခန္ဓာကိုယ်တစ်ခုပေါ်မှာရေးထိုးထားတဲ့အနုပညာတစ်ခုတည်းမဟုတ်ပဲနှစ်ပေါင်းရာနဲ့ရှိတဲ့သမိုင်းကြောင်းတွေဘာသာရေးယုံကြည်မှုတွေနဲ့စမ်းကြယ်တဲ့မော်ပညာတွေပေါင်းစပ်ထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာယန်ဆိုတာကတော့တက္ကရာဘာသာယန်ထရာကနေဆင်းသက်လာတာဖြစ်ပြီးအင်ကွက်ဒါမှမဟုတ်မော်ပုံရိပ်လို့အဓိပ္ပာယ်ရပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာ The Greening Guru Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကျော်မဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကထိုင်းနိုင်ငံမှာရှိတဲ့ထိတ်လန့်စရာကိုယ်တွေ့ဖြစ်ရမှန်ဇာတ်လမ်းတွေထိုင်းနိုင်ငံရိုးရာယဉ်ကျေးမှုအကြောင်းတွေကိုဘာသာပြန်တင်ဆက်ပေးနေတဲ့ channel လေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာလေးကထိုင်းနိုင်ငံကိုရောက်ဘူးသူတိုင်းဒါမှမဟုတ်ထိုင်းရိုးရာယဉ်ကျေးမှုတွေကိုစိတ်ဝင်စားသူတိုင်းကြားဘူးကြတဲ့ယန်လို့ခေါ်တဲ့ထိုင်းရိုးရာအင်ကွက်တွေအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာလူတော်များများကဒါကိုတက်တူတစ်ခုလိုပဲသင်ကြပါတယ်ဒါပေမဲ့တကယ်တမ်းတော့ယန်ဆိုတာခန္ဓာကိုယ်တစ်ခုပေါ်မှာရေးထိုးထားတဲ့အနုပညာတစ်ခုတည်းမဟုတ်ပဲနှစ်ပေါင်းရာနဲ့ရှိတဲ့သမိုင်းကြောင်းတွေဘာသာရေးယုံကြည်မှုတွေနဲ့စမ်းကြယ်တဲ့မော်ပညာတွေပေါင်းစပ်ထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာယန်ဆိုတာကတော့တက္ကရာဘာသာယန်ထရာကနေဆင်းသက်လာတာဖြစ်ပြီးအင်ကွက်ဒါမှမဟုတ်မော်ပုံရိပ်လို့အဓိပ္ပာယ်ရပါတယ်ဒီပညာရပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ခမိုင်အင်ပါယာခေတ်ကလေးကစတင်ခဲ့တာလို့လည်းယူဆကြပါတယ်ရှေးခေတ်စစ်တီတော်တွေဟာစစ်ပွဲတွေကိုမသွားခင်မှာမိမိတို့ရဲ့ခန္ဓာကိုယ်ကိုဓာမခကြီးမခအောင်နဲ့ရန်သူတွေကမမြင်နိုင်အောင်ဒီလိုအင်ကွက်တွေကိုထုံးနှံလေးရှိကြပါတယ်ဒီအင်ကွက်တွေမှာအသုံးပြုခဲ့တဲ့စာသားတွေဟာခွန်ခမာရှေးဟောင်းစာတွေဖြစ်ပါတယ်ဒါဟာဗုဒ္ဓဘာသာရဲ့ပါဠိတော်တွေနဲ့ရှေးဟောင်းနှက်ကိုးကွယ်မှုယုံကြည်ချက်တွေပေါင်းစပ်ထားတာပါထိုင်းနိုင်ငံကိုရောက်လာတဲ့အခါမှာတော့အယုဒ္ဓယခေတ်ကစပြီးပုံမထွန်းကားလာခဲ့ပါတယ်ရန်တစ်ခုကိုထိုးဖို့ဆိုရင်ရိုးရိုးတက်တူးဆိုင်သွားသလိုမဟုတ်ပဲဒါဟာဘာသာရေးဆိုင်ရာအခမ်းအနားတစ်ခုလိုဖြစ်ပါတယ်အင်ထိုးပေးမဲ့သူကိုအဂျန်ဒါမှမဟုတ်ဖရာလို့ခေါ်ပါတယ်အစဉ်လာရတော့ဝါရှွန်ဒါမှမဟုတ်တန်ချွန်ကြီးတွေကိုအသုံးပြုပြီးလက်နဲ့တစ်ချက်ချင်းထိုးနှံတာဖြစ်ပါတယ်အခုခေတ်မှာတော့ငကိုရေတန်းရှင်းမှုအတွက်ဆက်နဲ့ထိုးတာတွေလည်းရှိလာပါပြီဒါပေမဲ့အဓိကအရေးကြီးဆုံးကကောင်းကြီးပေးခြင်းဖြစ်ပါတယ်အင်ထိုးနေစဉ်အတွင်းမှာဆရာကမန်ဒန်ဂါတာတွေကိုရွတ်ဖတ်နေရပါတယ်အင်ထိုးပြီးသွားတဲ့အခါမှာလည်းဆရာကအင်ကွက်တွေကိုမှန်မှုတ်ပြီးအသက်သွင်းပေးရပါတယ်ဒီလိုလုံးမသာအင်ကွက်ထဲမှာစွမ်းအားတွေကိန်းဝတ်သွားတယ်လို့လည်းယုံကြည်ကြပါတယ်နှစ်စဉ်မတ်လလောက်မှာဆိုရင် White Crew လို့ခေါ်တဲ့ဆရာကတော့ပွဲအခမ်းအနားကိုထိုင်းရှေးဟောင်းရိုးရာဘုန်းကြီးကျောင်းတွေမှာကြီးကြီးကျယ်ကျယ်ကျင်းပလေ့ရှိပါတယ်အဲ့ဒီမှာအင်ထိုးထားတဲ့သူတွေကအင်းဆောင်နှက်တွေပူးဝင်ပြီးတရိတ်ဆန်တွေလိုအော်ဟစ်ကားကုန်ကြတဲ့မြင်ကွင်းဟာတကယ်ကိုအံ့ဩစရာပါပဲဒီနေ့မှာတော့ထိုင်းနိုင်ငံရိုးရာအင်ကွက်တွေထဲကနေကျွန်တော်သိသလောက်အင်ကွက်အများစုနဲ့အကျိုးကျေးဇူးအချင်းချုပ်ကိုစူးစီးဖော်ပြပေးလိုက်ပါတယ်ခင်ဗျာနံပါတ်1ငါးချောင်းအင်းရန်5 條ဘေးအန္တရာယ်ကင်းခြင်းကံစားတာကောင်းခြင်းအောက်လန်းကာကွယ်ခြင်းလက်ရွှင်ခြင်းလူရှိလူခင်ပေါများခြင်းနံပါတ်29,000အင်းရန်ကောက်ယော့ဘတ်ပေါင်းစုံမှအကာအကွယ်ပေးခြင်းဘေးဒုက္ခမှကင်းဝေးခြင်းအင်းကွက်အားလုံး၏အရှုပ်နံပါတ်3ရှစ်မျက်နှာအင်းရန်ပက်ထစ်အရက်ရှင်းမျက်နှာမှဘေးအန္တရာယ်များကိုကာကွယ်ပေးခြင်းခရီးသွားလာရာတွင်ဘေးကင်းခြင်းနံပါတ်4ကြားနှကောင်အင်းရန်เสือคู่ခွန်အားကြီးမားခြင်းအာနာရှိခြင်းခေါင်းဆောင်မှုကောင်းခြင်းရန်သူကိုနှိမ်နင်းနိုင်ခြင်းနံပါတ်5ဟနုမန်အင်းရန်ဟနုမန်သစ္စာရှိခြင်းခွန်အားကြီးခြင်းမကြောက်မရွံ့ခြင်းတွက်လက်ရှာရှာခြင်းနံပါတ်6စိန်ကွန်ရက်အင်းရန်ကောက်ဖိတ်စိန်တိုင်းကဲ့သို့အကာအကွယ်ပေးခြင်းမကောင်းသောမော်ပညာများကိုတုံ့ပြန်ခြင်းနံပါတ်9ဂျာပန်အင်း
ရန်တော်บัวစိတ်နှလုံးဖြူစင်ခြင်းအောင်မြင်ခြင်းငြိမ်းချမ်းခြင်းနံပါတ်၈ဂလုံအင်းခေါ်ရန်ခရုဒ်တော်ဝင်အာဏာရှိခြင်းအကာအကွယ်ပေးခြင်းမြင့်မြတ်ခြင်းနံပါတ်9နဂါအင်းရန်ဖယာနာคစည်းစိမ်ဥစ္စာကြွယ်ဝခြင်းအကာအကွယ်ပေးခြင်းကံကောင်းခြင်းနံပါတ်10ယာဟုအင်းယန်ရာဟုဒ်ကံဆိုးမှုများကိုဖြိုချဖျက်ဆီးပေးခြင်းကံစာတာပြန်လည်ကောင်းမွန်စေခြင်းနံပါတ်11စာလိကာငှက်အင်းယန်စာလိကာခုစကားပြောကောင်းခြင်းစီယုံရေးကောင်းခြင်းရှစ်ခင်နှစ်သက်စေခြင်းနံပါတ်17စင်အင်းယန်ချန်းခွန်အားကြီးခြင်းတည်ငြိမ်ခြင်းအခက်ခဲများကိုကျော်လွှားနိုင်ခြင်းနံပါတ်12လိတ်အင်းယန်ဖယာတောင်ရươngအသက်ရှည်ခြင်းစီးပွားလက်လာပပေါ်များခြင်းနံပါတ်13ဗုဒ္ဓမျက်နှာအင်းယန်ဖရာဖတ်မေတ္တာတရားကြီးမားခြင်းလူရှိလူခင်ပေါ်များခြင်းဘေးကင်းခြင်းနံပါတ်14အုံနှလုံးယန်အုံနှလုံးဝိညာဉ်ရေးရာမြင့်တင်ခြင်းငြိမ်းချမ်းမှုနှင့်နိဗ္ဗာန်သို့ဦးတည်ခြင်းလို့ပဲဖြစ်ပါတယ်ခင်ဗျာယန်ရဲ့စွမ်းအားဟာအင်းထိုးထားသူရဲ့ကိုယ်ကျင့်တရားပေါ်မှာမူတည်တယ်လို့လည်းဆိုကြပါတယ်ခင်ဗျာအင်းထိုးပြီးရင်လိုက်နာရမယ့်အရှိကံသီလ၅ပါးရှိပါတယ်နံပါတ်1တတ်ရှိသတ္တဝါကိုမတတ်ရနံပါတ်2သူတစ်ပါးပစ္စည်းကိုမခိုးရနံပါတ်3သူတစ်ပါးသားများကိုမပြစ်မှားရနံပါတ်4မှုသားမပြောရနံပါတ်5မူရစ်စေဝါမသုံးဆွဲရဒါအပြင်ထူးဆန်းတဲ့တားမြစ်ချက်တချို့လည်းရှိတတ်ပါတယ်ဒါတွေကတော့ဆရာလိုက်ကွဲပြားနိုင်ပါတယ်ခင်ဗျာအမျိုးသမီးအတွင်းခံတွေလှမ်းထားတဲ့တန်အောက်ကနေမဖြတ်ရအိမ်သားထဲမှာတတွေးမထွေးရမိဘအထူးသဖြင့်မိခင်ကိုစော်ကားမော်ကားမပြောရစည်းကမ်းတွေကိုဖောက်ဖျက်ရင်အင်းရဲ့စွမ်းအားတွေပျောက်ကွယ်သွားတတ်တယ်လို့လည်းယုံကြည်ကြပါတယ်အကယ်၍မှားယွင်းမိရင်တော့ white group ပွဲမှာပြန်လည်ပြီးကောင်းကြီးခံယူရတယ်လို့လည်းအယူအဆရှိပါတယ်ယန်ဆိုတာယုံကြည်မှုနဲ့ရိုးရာယဉ်ကျေးမှုရဲ့ပေါင်းစပ်မှုတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအင်ကွက်ရဲ့စွမ်းအားကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒါဟာထိုင်းနိုင်ငံရဲ့အလွန်တန်ဖိုးရှိတဲ့အမှုပညာတစ်ခုဆိုတာကတော့ညင်းလို့မရပါဘူးအကယ်၍သင်ဟာယန်ကိုထိုးဖို့အစီအစဉ်ရှိတယ်စဉ်းစားနေတယ်ဆိုရင်တော့တေးသေးချာချာလေ့လာဖို့နဲ့မိမိယုံကြည်တဲ့ဆရာစီမှာပဲထိုးဖို့အကြံပြုလိုပါတယ်ဒီနေ့ဗီဒီယိုလေးတွေကနေယန်အကြောင်းဘူတုဒတွေအများကြီးရသွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်ရက်တွေမှာလည်းယန်လို့ခေါ်တယ်ဒီအင်ကွက်တစ်ခုချင်းစီအကြောင်းကိုအသေးစိတ်ပြန်လည်ရှင်းပြပြီးကောင်းကျိုးဆိုးကျိုးတွေကိုအကျယ်ရှက်ပြန်လည်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို like share subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ